ဒီနေ့သိထားရမယ့်သတင်းတွေကိုပြောပြပေးမယ်နော်အသေးစိတ်သိချင်ရင်တော့ TikTok ကိုနောက်ပိုင်းအဆုံးထိသို့မဟုတ် YouTube Viber Telegram နဲ့ Facebook မှာလည်းကြည့်ရှုအားပေးနေပါပြီဒီလိုသတင်းစုံကိုနေ့တိုင်းသိရဖို့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်ထိုင်းနိုင်ငံမှာမြမအလုတ်သမားတအူးမီးရထားတိုက်ခံရအခြေခံစားတောက်ကုန်စကြေးနှုံတွေကတော့တည်ငြိမ်နေပေမဲ့ရက်စစ်ပစ္စည်းနဲ့내ပညာပစ္စည်းအချို့ကတော့သွင်းကုန်အခြေအနေကြောင့်အပြောင်းလဲအနေငယ်ရှိနေပါတော့အာဂါဇာလူစားရင်းတွေထွက်လာလို့ဘောလုံးဝါသနာရှင်တွေကြားမှာအတော်လေးအငင်းပွားစရာတွေဖြစ်နေပါတော့ရာသီဥတုသတိထားဖို့လိုပါတယ်ပဲခူးဘက်နဲ့အောက်ပိုင်းတိုင်းဒေသကြီးချို့တွေမှာမိုးကြိုးနဲ့လေပြင်းတိပေးချက်ရှိနေလို့အားလုံးဂယူစိုက်ကြပါဦးနေပြန်စားဥရောပဘောလုံးရာသီအဆုံးသက်ကဖြစ်တာကြောင့်မိုးကြိုးနဲ့လေပြင်းတွေထွက်လာလို့ဘုံဘောတော်တော်လေးလန့်နေပါတယ် digital currency digital ငွေပေးပေးချေမှုစားနှစ်တွေပုံမခိုင်မာလာကြောင်း online shopping နဲ့ content ကနေဝင်ငွေရှာတဲ့စနစ်တွေမှာပုံမလွယ်ကူလာပါတော့ digital currency digital ငွေကြေးစည်းကွက်မှာတိုက်ရိုက်စမှာပြောင်းလဲမှုရှိနေပြီးညာမြင့်တင်မှုတွေလှုပ်ဆောင်တဲ့ coin အချို့စကြေးနှုန်းမြင့်တက်လို့ရတဲ့ထိတိုးတက်လာပါပြီ music production iGo တို့ UB audio mastering လုပ်တဲ့စနစ်တွေဟာခုနောက်ပိုင်းမှာ studio အရေးသွေးတိုင်းထွက်ရှိလာတာကြောင့်တကောတော့ဂီတမားတွေအတွက်အခွင့်အလမ်းသစ်တွေပုံများလာပါတော့အင်္ဂါကြိုခီးစဉ်အင်္ဂါကြို head ပေါ်မှာသက်ရှိတွေရှိနိုင်အတွက်ထောက်ထားသစ်တွေကိုသိပ္ပံများရှင်တွေထပ်မံရှိထားတယ်လို့သတင်းထွက်နေပါတော့ Deep Sea Discovery သမုဒ္ဒရာချင်းမှာထူးဆန်းတဲ့ရေသက်တော်မျိုးစားသစ်ကိုရှာဖွေရှိခဲ့ကြောင်းတဘာဝဘက်ဝန်းကျင်ဆိုင်ရာသတင်းလက်ပတ်နဲ့ TikTok တို့ရဲ့ algorithm အသစ်ဖြစ်တဲ့ create နေတယ်လို့သိရပါတော့ရွှေစည်းနဲ့ငွေစည်းပြေတွင်းရွှေစည်းနဲ့ဒေါ်လာစည်းကဒီမနက်ပိုင်းမှာပြောင်းလဲအနေငယ်ရှိနေပါတော့အထူးသဖြင့်သွင်းကုန်သစ်ဝင်လာဖို့ရှိတာကြောင့်စကြေးကွက်ဆောင်ကြည့်သူတွေများနေတဲ့အကြောင်း American EN အချင်းနဲ့နိုင်ငံခြားတော်ဝိုက်သော nuclear ဆွေးနွေးပွဲရလပင်အပြေးအစုံမှာကိပိ6နဲ့မေလပိုင်းကထိုင်းနိုင်ငံကချုံပီခိုင်စီယာမြို့ကဖြစ်ပါတော့တေဆုံးသူလီလီအောင်မြန်မာဆောက်လုပ်ရေးလှုပ်သားတွေ့ရှိပုံမနက်နိုင်ခွဲကြော်မှာဆောက်လုပ်ရေးစခန်းနီးမီယာထားလန်ဘေးမှာတေဆုံးနေတာတွေ့ရှိတယ်ဒဏ်ရာချင်းတွေခေါင်းပေါ်မှာဒဏ်ရာများစွာဘဲလက်ကျိုးတဲ့တေဆုံးပြီးတေဆုံးပြီးနိုင်ကနေ9နာရီခန့်မှန်းကြပြီလို့ရဲကဆိုပါတော့မဖြစ်ခင်ချင်းချင်းကြောင်းမူလားစောပိုင်းစစ်စစ်ကြရမီယာထားတိုက်မီလို့တေဆုံးရလို့ယူဆရပါတော့အဲ့ဒီနီးမှသူ့ရဲ့ဖိနှက်တွေကိုမီယာထားနဲ့နင်းမီသွားတွေနဲ့အတူတွေ့ရှိရတယ်လို့သိရပါတော့အလောင်းကိုတေဆုံးရခြင်းကြောင်းရင်းတိုက်မိလို့ဆေးစချက်တွေလုံနေပါတော့အခုချိန်မှာတော့လောင်းကိုတိတိဆုံးရခြင်းအကြောင်းရင်းအတွက်ဆေးဆက်တွေလှုပ်ဆောင်နေပြီးရဲတပ်ဖွဲ့ကဆက်လက်စစ်ဆေးမှုတွေလုပ်နေပါတော့ 6G အောင်မြင်မှုနေပညာကုမ္ပဏီကြီးချို့က 6G ကွန်ရက်စမ်းသပ်မှုတွေအောင်မြင်နေပြီးအင်တာနက်အမြန်နှုန်းဟာရခင်ထက်အစားပေါင်းများစွာပိုမြန်လာတော့မယ်လို့သတင်းထုတ်ပြန်ထားပါတော့ High Speed Internet မြန်မာနိုင်ငံတွင်းရှိဒေသအတော်များများမှာ 5G ကွန်ရက်နဲ့ Satellite Internet ဂျိုတုအင်တာနက်စနစ်တွေပုံမကြန့်လာလို့ creator တွေအတွက် stream လုပ်ရတာပုံမချောမွေးလာပါတော့လေပြင်းနဲ့မိုးကြိုးသတိပေးချက်ဘဲခူတိုင်းအပါဝင်မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာမိုးတိမ်တောင်တွေအဖြစ်များနေပါတော့ညနေပိုင်းတွေမှာလေပြင်းတိုက်တာနဲ့မိုးကြိုးပစ်တာတွေဖြစ်နိုင်လို့အပြင်ထွက်ရင်သတိထားဖို့နဲ့ရှက်စစ်စီးတွေကိုဂရုစိုက်ဖို့လိုအပ်ပါတော့အပူရှိန်ညွန်းငုတ်ကိန်မိုးမချိန်ကဆက်လက်မြင့်မားနေအောင်မှဖြစ်လို့အပူဒဏ်ကျန်းမာရေးပြဿနာတွေကိုအထူးသတိပြုကြဖို့ကျန်းမာရေးသတင်းတွေကဖော်ပြနေပါတော့အပူရှိန်အလုံးအမင်းမြင့်မားနေတာကြောင့်ရုတ်တရက်ကြောအပူရှက်တာ heat stroke မဖြစ်အောင်ရေများများတောက်ဖို့နဲ့နေခင်းဘက်အပြင်ထွက်ရင်ထီဥထုတ်ဆောင်းကြဖို့ကျန်းမာရေးဝန်ကြီးဌာနကဒီနေ့မနက်မှာထပ်မံသတိပေးချက်ထုတ်ပြန်ထားပါတော့EN နဲ့ American သတင်းတွေကလည်းခဏခဏအနေတော့ရှုံနေပြီလားမအားတဲ့သူတွေအတွက်ကျွန်တော်အလွယ်ဆုံးရှင်းပြပေးမယ်အချက်လက်ပထမဆုံးကညူကလီရဲ့ကိစ္စပဲ EN ကလည်းအရှောင်းမပေး American ကလည်းပိတ်ဆို့မှုတွေထားတော့နှစ်ဖက်လုံးကကစားပွဲမှာအတင်းယုံကြတော့မယ်နောက်တစ်ခုကတော့ဒေသတွင်းကစီးရီးတင်မှမှုတွေပါဒါကကဘာရေနံဈေးနှုန်းပေါ်မှာတက်ရောက်မှုရှိနေလို့ကျွန်တော်တို့စီက73စီစရာတွေပါလိုက်လောက်ခတ်နေတာပေါ့အနစ်ချုပ်ပြောရရင်တော့အခုထိတော့တွေ့ဆုံဆွေးနွေးမှုတွေကရလကောင်းကောင်းမထွက်သေးပဲတစ်ဖက်နဲ့တစ်ဖက်အကဲစမ်းနေကြတော့မှာပဲကျေးဇူးပါဟုမောလိုက်တာအိုးကျမ်းမာချမ်းသာကြစေကျေးဇူးပါဟုမောလိုက်တာအိုးကျမ်းမာချမ်းသာကြစေ
Today, we bring you the latest global updates and important headlines for everyone. Indeed, this information is vital for our entire community today.